ကမင်္ဂလာပါကျွန်တော်ထွန်းသစ္စာမှာပြန်လဲကြိုဆိုလိုက်ပါတယ်เนาะဒါဒီနေ့ကတော့ကျွန်တော်ဒါမဥပင်ဒါဒုတိယ site ကလေးပေါ့เนาะဒုတိယ site လေးတက်ဆင်ပြီးတဲ့ဒီကားလက်ရန်လေးပေါ့เนาะတော်တော်လေးလှတယ်ဗျာရွှေအောင်နဲ့အမဲလေးနဲ့ဆိုတော့เนาะဒါပေါ်တက်ကြည့်တယ်အောင်နော်အပေါ်မှာဆိုရင်ဒါအပေါ်မှာတော့ကျွန်တော်တို့ဒါတော့ကျွန်းလက်ရန်ပေါ့เนาะကျွန်းလက်ရန်တင်ပါပေါ့ဒါကတော့ဒါကျွန်တော်ပိုင်းကတော့ကျွန်တော်တို့ဒါအုံပြီးစီးပွားကြီးပေါ့เนาะဒါထက်ကြည့်အောင်လားလှတယ်ဗျာတာမန်လေးရတော်တော်လှပါတယ်เนาะတော့ share ပဲဒါပေမဲ့လူတွေကလည်းချောနေလို့ပါတယ်နော်လာထက်ကြည့်အောင်ပေါ်ထက်တက်မယ်ပေါ်ထက်တက်မယ်ပုံမှန်တစ်ထက်ကြံသေးတယ်သုံးသားတဲ့ပစ္စည်းက quality ဘိုင်းကတော့မလုံးဝမမေးနဲ့ထွန်းသစ္စာအောင်လုံးဝ share ဆိုမှ share တွေပြီးကျွန်တော်သုံးပေးထားပါတယ်နော်ဒါမျိုးလေးတွေလိုရတယ်ဆိုရင်ကျွန်တော်ထွန်းသစ္စာကိုအချိန်မရွေးဟယ်လိုလုပ်နိုင်ပါတယ်ခင်ဗျာနော်ကျွန်တော်တို့ထွန်းသစ္စာတော့เนาะကျွန်တော်တို့ကတော့တောင်းဝင်ယူမှုတောင်းဝင်ခံမှုအပြည့်နဲ့ပေါ့နော်အပြည့်နဲ့ဆိုတော့ကျွန်တော်တို့ဒါလုံးဝအရှင်စိတ်တိုင်းကြပေါ့နော်ဒါကျွန်တော်တို့ဆက်ဆင်ပေးရတာပေါ့နော်နောက်ထပ်ဒီကျွန်တော်တာမန်းနေကျွန်တော်ဘာကြာရအောင်နောက်တက်တကြောပေါ့နော်ဒါတော့ကျွန်တော်ဒီနေ့ကတော့ဒါလက်ရန်လေးဒါပါပဲလက်ရန်လေးပါမယ်ဒီကားလက်ရန်လေးပါမယ်ဒါတော့ကျွန်တော်စိုက်အပ်လိုက်ပြီနော်နောက်တစ်ခေါက်ကဘာကြာပါမယ်တာမန်းနေပါမယ်လက်ရလုံးဝကောင်းလို့နော်ကျွန်တော်တို့ဒါတာမန်းနေထက်အပ်တာပေါ့ကျွန်တော်သုံးသက်စာတာမန်အပေါက်ကြီးတွေပေါ့နော်အပေါက်ကြီးတွေကိုကျွန်တော်ထပ်အပ်ထားပါတယ်အမှုလေးတွေကိုလိုအပ်တဲ့ဆိုရင်တော့ကျွန်တော်ထွန်းသစ္စာကိုဟယ်လိုလုပ်လိုက်ပါနော်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတယ်အားလုံးကျန်းမာချမ်းသာပါကြပါစေခင်ဗျာကျေးဇူးပါ